မခင်နင်းစီမကွေးတိုင်းတွေကမြိုင်တွေကိုရောက်ဖို့တလဲမခင်နင်းစီမိုင်းတံပြင်းပြင်းမြည်ရဲ့အညာမကွေးတိုင်းရဲ့တနေရာမြိုင်လို့ခေါ်တဲ့နေမီတစ်ခုအဲ့ဒီကိုများမခင်နင်းစီရောက်ဖို့ပါတလားအဲ့ဒီနေရာဟာလေအချိန်ကပန်းရင်းကြီးနဲ့တူတယ်မခင်နင်းစီရွှေရောင်မြေပဲခင်းတဲ့ထက်လျက်ချူချူတကူကြီးဖះအစုံစုံနဲ့တနခါလာလာအမျိုးစုံတဲ့လက်ဆောင်များစွာမတဲနိုင်အောင်ပြီးနိုင်တဲ့ရိုးတားတဲ့အညာတို့အညာသားတွေရှိတဲ့နေရာပေါ့မခင်နင်းစီအမှုပညာရှင်နဲ့စာရေးဆရာနိုင်ငံကျော်အမြောင်အများပေါ်ထွန်းတဲ့နေရာပေါ့တမိုင်းစင်လာအရာကြီးကန်ရှင်ကြီးကလည်းကျုပ်တို့မြိုင်တွေကပေါ့မခင်နင်းစီခုများနောက်ပိုင်းမှာတော့လေရဟတ်တန်မိုင်းတန်ကြီးတန်တွေကြားရင်မကွေးတိုင်းတွေကမြိုင်မြို့နယ်ကိုရောက်ပြီးမခင်နင်းစီမကွေးတိုင်းဆိုတာနဲ့နာမည်တစ်လုံးနဲ့မြိုင်ဆိုတဲ့နယ်မြို့လေးကိုမခင်နင်းစီကြားဖို့မယ်လို့တော့ထင်ပါရဲ့17ရက်3လ2021နွေဦးရဲ့အမှောင်ဖုံးတဲ့ညမှာကျယ်ရီစွတ်ခွာကောင်းငင်ကြီးဟာတိတ်ဆိတ်လွန်းလို့တူရဲကောင်း6ဦးကောင်းပွင့်တဲ့နေပေါ်မခင်နင်းစီလမ်းမပေါ်ကကဘာမကြည့်ဘူးဆိုတဲ့ကြွေးကြော်တံတွေတွေးချောင်းစီးတဲ့နေလေးပေါ်အဲ့ဒီအချိန်မှာမခင်နင်းစီခမည်းပေကဘာမှာနားခုန်နေပါတယ်လေခေါင်းလောင်းတန်တွေဟာကြွေးကြော်တန်တွေဖြစ်လာတယ်ကျောင်းသားတွေဟာလမ်းမပေါ်မှာစစ်ကျင်ပညာရေးစနစ်အလိုမရှိဆိုပြီးအဖြူအစိမ်းတွေနဲ့ဆန္ဒပြခဲ့ကြတယ်မခင်နင်းစီ2021ရဲ့နောက်ပိုင်းတွေမှာတော့အိမ်တွေပြောက်လို့လူတွေတေးပြပုံဆိုတဲ့နာမည်တစ်ခုကိုကျုပ်တို့မြိုင်တွေကအညာမြေကြီးလက်ခံရရှိခဲ့တယ်မခင်နင်းစီတရွာလုံးကိုမီးရှို့ကြံရစ်သူတွေဟာမျက်ရည်မြေပြင်ဟာသွေးနေကဘာမချေတချင်းကိုစိုးနေတော့မခင်နင်းစီတကယ်လို့ခမည်းတာအဲ့ဒီညာများတွေမှာမြိုင်မြို့နယ်ရဲ့တစ်စိတ်တနေရာမှာရှိနေခဲ့မယ်ဆိုရင်ပျက်စီးခြင်းရဲ့ရနက်နဲ့ဝမ်းနည်းခြင်းရဲ့လေဘေးကိုမခင်နင်းစီခံစားမိမလားပဲတငယ်ချင်းတချို့ကိုလေကျုပ်တို့မြိုင်တွေကိုအလေခေါ်တော့သူတို့ပြောတဲ့စကားကမြိုင်ကိုရောက်ရင်ပေါင်900ကိုကြောက်တယ်တဲ့နာမည်နဲ့လိုက်ပါပဲမခင်နင်းစီမြိုင်ဆိုတဲ့နယ်မျိုးလေးကအရာရာဟာမြိုင်ဆိုင်နေ2022နဲ့2023ခုနှစ်တွေမှာစစ်ပေးရှောင်းဆိုတဲ့နာမည်တွေဟာကကျွန်တော်တို့မြိုင်နယ်သူမြိုင်နယ်သားတွေရဲ့ကိုယ်ပိုင်နာမည်ဖြစ်လာခဲ့တဲ့မခင်နင်းစီ2024ပိုင်းတွေမှာလေကလေးတွေဟာစာအုပ်ကိုချပြီးမြေအောက်ဘုံခိုခြင်းထဲမှာစာတင်ခဲ့ရတဲ့မခင်နင်းစီစစ်ကြောင်းဝင်လာရင်လေနေအိမ်ကိုစွန့်ခွာမြေကြီးကိုစောင်းချုံပြီးတောနက်ထဲမှာလဲနေထိုင်ခဲ့ရတယ်မိုးရေတဲ့တုံရင်ထမင်းတလုတ်ကိုမျောရင်းစမီအပူနဲ့ယောဂထူခဲ့ကြသေးတယ်တို့တော့လဲစိတ်ဓာတ်တွေမကြခဲ့ပါဘူးမခင်နင်းစီပြာပုံတိုင်းရဲ့အောက်မှာရှင်တန်လိုတဲ့ဆန္ဒကတမဏိလိုမာကြောခဲ့တယ်တရွာလုံးပြက်ွယ်သွားပေမဲ့ဒီလူတွေရဲ့မျက်ဝန်းထဲမှာမျောလင့်ခြင်းရဲ့ကျဲတဲ့ဘုဟာမခန္ဓာတွေပဲလင်းလက်နေစေပါမခင်နင်းစီခုလိုမျိုးတည်ကြည်ခိုင်မာရဲ့အလှကိုခမည်း
မြင်ဘူးပါသလားယခုအခါ2025ကိုဦးတည်ရင်မြိုင်နယ်ဟာစစ်ပွဲရဲ့အမာရွတ်တွေနဲ့ပြည့်နေတဲ့မြေပုံဖြစ်နေတော့မယ်မခင်နေစီဒါပေမဲ့အင်အားတွေဟာလဲပြိုမသွားခဲ့ပါဘူးမခင်နေစီသူရဲကောင်းတွေရဲ့အုပ်ကူတွေဟာမျိုးစေ့တွေဖြစ်လာခဲ့တယ်တိတ်ဆိတ်ချင်းရဲ့နောက်ကွယ်မှာအတန်တွေဟာပိုပြီးကျယ်လောင်လာခဲ့တယ်တနေ့ငင်းချမ်းတဲ့မိုးတစ်ကောင်းကင်မှာပြန်လဲပွန်လန်းအောင်မှာပါမခင်နေစီခမည်းမကွေးတိုင်းကမြိုင်တွေကိုရောက်ဖို့တလားလို့မေးရင်အဖြေကမရောက်ဘူးပါဘူးဖြစ်ချင်းဖြစ်ပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီနယ်မြေရဲ့နာကျင်မှုခန္ဓာရည်ရှိမှုမျောလင့်ခြင်းနဲ့တူရဲကောင်းတွေရဲ့ဝိညာဉ်ဟာခမည်းရဲ့နှလုံးသားထဲမှာအတူတူနေထိုင်နေခဲ့ပါပြီ။ဘာကြောင့်လဲဆိုတော့အမှန်တရားကိုချစ်တဲ့တူတိုင်းရဲ့ရင်ထဲမှာမြိုင်နေတဲ့ပုံမြင်ဟာအမြဲတမ်းရှင်တန်နေမှာဖြစ်လို့ပါမခင်နေစီတောင်းငင်ခအညာမီ